皆さんこんにちは。アリマスရင်း channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။တင်က2လပိုင်းနဲ့3လပိုင်းမှာတကူတေးဆောင်ဝယ်ဖြစ်ဖို့စဉ်းစားထားတဲ့ဆိုလို့ရှင်တော့နောက်လ1လပိုင်း26ရက်နေ့မှာဖောင်စတင်လို့ရပါပြီဖြစ်ပါတယ်။အဲ့ဒါကြောင့်မလို့ကိုက2လပိုင်းနဲ့3လပိုင်းမှာဖြစ်ဖို့စဉ်းစားထားတဲ့ဆိုလို့ရှိရင်ဒီဖောင် app ဖို့စီးရင်လဲကြိုတင်ပြီးတော့စီးရင်သွင်းနိုင်ပါတယ်ရှင်။ GFT တကူတေးပေါ့နော်ဒီ file service အပ်လို့ရပါတယ် GFT service fee 1000ခွဲယူပါတယ်တခြားတကူတေးဟာလေ file service က1000ခွဲယူပါတယ်ရှင်ဒီခိုင်းကောကတော့တပိုင်း1000ယူပါတယ်ခိုင်းကောတပိုင်း1000မြန်မာပိုင်းဂျပန်ပိုင်းမြန်မာပိုင်း1000စီယူပါတယ်ရှင်ကျန်တာတွေအားလုံးတော့1000ခွဲပဲယူပါတယ်ဖုန်းဆက်ပြီးတော့ပဲဖြစ်ဖြစ် Viber Telegram မှာပဲဖြစ်ဖြစ်စာပို့ပြီးတော့ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင် ID ယူပေးတာကအစဆောင်ရွက်ဖြစ်ပြီးလို့အောင်လက်မှတ် PDF file ထုတ်ပေးတဲ့အထိတာဝန်ယူလုပ်ဆောင်ပေးပါရနော်ဒါဆိုရှင်တော့ video file လေးဒီအစာလေးစပြီးတော့ပြောလိုက်ကြရအောင်ပထမဆုံးမိကုန်းကတော့အစာစားပြီးနောက်ပါးစပ်တန့်ရှင်းမလုပ်ပေးပါကမိတိယောဂအဖြစ်များနိုင်တဲ့နည်းအစာမဝင်ခြင်းကြောင့်ဖြစ်သောအဆုတ်ရောင်ယောဂနဲ့အယိုးပယောဂ3မျက်စိယောဂဆိုတော့ဒါမိကုန်းကအစာစားပြီးနောက်ဆိုတဲ့အစာအကြောင်းပြောနေတော့အစာဆိုတဲ့ပါတဲ့အဖြေလေးကနံပါတ်1ပဲဖြစ်တယ်အဲ့တော့အဖြေနံပါတ်1ဆိုတာရှင်းနေပြီပါနော်အစာမဝင်ခြင်းကြောင့်ဖြစ်သောအဆုတ်ရောင်ယောဂ2အယိုးပယောဂနဲ့မဆိုင်ပါဘူးပါးစပ်တန့်ရှင်းလို့တာလည်းမဆိုင်ဘူးမျက်စိယောဂနဲ့လည်းမဆိုင်ပါဘူးအဖြေမှန်ကနံပါတ်1ဖြစ်ပါတယ်ဘာကြောင့်နံပါတ်1ဖြစ်ရလဲဆိုလို့ရှိရင်တော့ခရင်းထဲမှာကြံခဲ့တဲ့အစားအစာအကျွင်းကြံတွေကနေပိုးမွားတွေပေါက်ဖွာပြီးတော့အိတ်နေစဉ်ဒီတရွေးနဲ့အတူအဆုတ်ထဲဝင်သွားမယ်ဆိုရင်အဆုတ်ရောင်ယောဂဖြစ်ပွားစေနိုင်တယ်ပေါ့နော်အဲဒါကြောင့်မို့အဖြေမှန်ကနံပါတ်1ဖြစ်ရတာဖြစ်ပါတယ်ဒီလိုမေးခွန်းလေးတွေစောင့်ဝဲမှာပါပါတယ်နော်ဒါဆိုရင်နောက်တစ်ခုဂျပန်နိုင်ငံရဲ့ပြုစုဆောက်ရေးအာမခံစနစ်ကိုမိဒီအသက်အရွယ်မှာစတင်၍အာမခံရေးပေးဆောင်ရတဲ့နည်းဆိုတော့1အသက်20နှစ်အသက်40 3အသက်60ဒါတွေအားလုံးကအသက်60လို့ထင်အောင်ထင်မှားဖြစ်ကြရပါတော့အဖေမှန်ကနံပါတ်2အသက်40ဖြစ်ပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်တော့ဂျပန်နိုင်ငံမှာအသက်40ပြည့်ပြီးသူတိုင်းကပြုစုဆောက်ရေးအာမခံကြီးကိုစတင်ပေးဆောင်ရတာဖြစ်တယ်ပေါ့နော်။အဲဒီတော့အသက်40ဖြစ်ပါတယ်။နောက်တစ်ခုကတော့တက်ကြီးရွယ်ဦးများတွင်အယုပယောဂကြောင့်ဘာဖြစ်လွယ်တဲ့နည်း1မျက်စိဝေဝါးလွယ်ဒီ2အယိုးကျိုးလွယ်ဒီ3အစာစားတဲ့ရော့နေဒီဆိုတော့ခုနကတော့လိုပဲပေါ့နော်မိကုန်းမှာကဒီအယိုးပယောဂအယိုးအကြောင်းပြောထားရဆိုတော့အဖြေကလည်းအယိုးအကြောင်းပဲဖြစ်မှာပေါ့2အယိုးကျိုးလွယ်ဒီကအဖြေမှန်ဖြစ်တယ်1မျက်စိဝေဝါးလွယ်ဒီအယိုးနဲ့ဘာမှမဆိုင်ဘူးနော်3အစာစားတဲ့ရော့နေဒီလည်းအယိုးနဲ့ဘာမှမဆိုင်ပါဘူးအဖေမှန်က2ဖြစ်ပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ဒီအသက်ကြီးလာလို့ရှိရင်အယိုးထဲမှာရှိတဲ့ကယ်လ်ဆီယမ်ဓာတ်တွေကယုံနေလာပြီးတော့အယိုးတွေပွားလာတယ်ပေါ့နော်။အဲ့ဒါကြောင့်မလို့အနေငယ်ချော်လဲယုံဖြင့်အယိုးကျိုးလွယ်တတ်တယ်ဆိုတော့အဖေမှန်ကနံပါတ်2ဖြစ်ရခြင်းဖြစ်ပါတယ်။နောက်တစ်ခုကတော့ရေချိုးပေးရတွင်ရင်နွေးပူချိန်ကိုအရင်ဆုံးမီဒီဝါစစ်ဆေးရမည်နေ့1လူနာကစစ်ဆေးရမည်နေ့ပြုစုံရောက်သူကမိမိလက်ဖြံတို့မဟုတ်လက်ဝါးဖြင့်အရင်စစ်ဆေးရမည်3စစ်ဆေးရမလို့ပါတဲ့စစ်ဆေးဖို့ကတော့လိုပါတယ်နော်ပြီးတော့ဒီဘိုးဘွားလူနာကစစ်ဆေးရမှာလည်းမဟုတ်ပါဘူးပြုစုံရောက်သူကစစ်ဆေးရမှာပါဘာလို့လဲဆိုလို့ရှိရင်တော့ဒီဘိုးဘွားကအပူအေးအံကိုခံစားမှုယော်နေနေနိုင်တယ်ပေါ့နော်ယော်နေနေနိုင်တဲ့ဖြင့်အပူလောင်ခြင်းမှာကောက်ွယ်ဖို့အတွက်ပြုစုံရောက်သူကအရင်ဆုံးစစ်ဆေးပေးရမှာဖြစ်ပါတယ်ဒါကြောင့်မလို့အဖြေမှန်ကနံပါတ်2ဖြစ်ပါတယ်နောက်တစ်ခုကတော့ဗဇက်တန့်ရှင်းလုပ်ပေးခြင်းအဓိကရည်ရွယ်ချက်မှာအဘယ်နည်းတစ်တွားတိုက်စေးကုံအောင်3ရန်နှစ်တွားနဲ့ခရင်ယောဂမြောက်ကောက်ွယ်ရန်နဲ့အစားစားခြင်းစိတ်ကိုမြင့်တင်ရန်3လူနာကိုအိပ်ပျော်စေရန်ဆိုတော့ဗဇက်တန့်ရှင်းရေးပေးရပါတော့ဒီတွားတိုက်တာနဲ့အိပ်ပျော်စေရနဲ့လာမှမတက်ဆိုင်ပါဘူးနော်ပြီးရင်တွားတိုက်စေးကုံအောင်3ရန်ဆိုရင်နံပါတ်1ကအဖေကရည်ချင်းစရာကြီးပေါ့နော်တွားတိုက်စေးကုံအောင်3မယ်ဆိုတာနဲ့ဘလို့မှဘာမှမဆိုင်ဘူးပေါ့နော်အဲ့ဒါရွေးရလူကတော့တော်တော်အတုံးမကျရလူပါအဖေမနံပါတ်2ဖြစ်တယ်။သွားနဲ့ခရင်ယောဂမြောက်ကကိုရန်နဲ့အစားစားခြင်းစိတ်ကိုမြင့်တင်ရန်။ဘာကြောင့်လဲဆိုရင်ဒီခရင်တန့်ရှင်းမှတာယောဂပိုးမွားတွေအဆုတ်ထဲမဝင်မဲနဲ့အဆုတ်ရောင်ယောဂမကာကွယ်နိုင်မှာဖြစ်တယ်ပေါ့နော်။ကာကွယ်နိုင်မဲ့အပြင်အစာကိုလည်းအရသာရှိရစားနိုင်ပြီဖြစ်တယ်။အစားစားခြင်းစိတ်တွေလည်းမြင့်တင်မှာဖြစ်တယ်။အဲဒါကြောင့်မို့အဖေမန်ကနံပါတ်2ဖြစ်ပါတယ်။ဒီဗီဒီယိုလေးမှာတော့ဒီလောက်ပါပဲ။မိကုန်း5ခုဖြေသွားတယ်ပေါ့နော်။ဗီဒီယိုလေးဆုံးကြည့်ပေးအတွက်ကျေးဇူးအများကြီးတင်ပါတယ်။ဒီဗီဒီယိုလေးကို like and subscribe လိုက်လုပ်ပေး subscribe လည်းလုပ်ပေးပါအောင်နော်ဒီဗီဒီယိုလေးနေ့တိုင်းတင်ပေးမှာဖြစ်တဲ့အတွက် channel လေးကိုလည်းစောင့်ကြည့်ပေးလို့ပြောချင်ပါတယ်ရှင်